ကိုတူကိုတွေ့ချွန်ချွန်လေးပါဝင်ကြမစကားလို့ဖို့ရဲ့လူငယ်တွေတဲ့ကလူငယ်လေးကြောက်တူသမားကျွန်တော်ဟာရဲ့မစိတနေ့နဲ့ပုံမှန်အောင်ရုန်းကန်ရဲ့ကြီးကျွန်တော်ထားပြမေးအိမ်ကနေဆုံးခွာအေးရွှေရှိမှအမျိုးဆက်ချင်သေးဆွေမျိုးတွေတယောက်မှကောင်းတာမရှိကန်ဆမ်းမဲ့တစ်ခုကိုငါယူလို့ဘဝနဲ့ရဲ့ဟိုတိုင်းနဲ့ကပိုင်နဲ့ကျွန်တော်တစ်ထဲကြီးဖြစ်ချင်တယ်ငွေနဲ့လဲလို့ရတဲ့အပြုံးတချို့ကိုမြည်ဆန်းကြည့်ခြင်းနဲ့အရာရာတာရနိုင်တဲ့ကျွန်တော်တစ်ထဲကြီးဖြစ်ချင်တယ်ငွေနဲ့စကားပြောရမယ်လူတွေကိုငါရင်ဆိုင်ရအောင်မယ်ဒီမောင်မအပန်းနဲ့ရင်ဒီလောင်ချထန်နေတဲ့လူငယ်တွေအားလုံးအိမ်မလေးတွေနဲ့နေစားပုံကြီးကလောပန်ဖြစ်ခွင့်ပေးလာတယ်ကန်ဆိုရာကြီးအခုငါပြေခွင့်ရခြင်းနဲ့ကိုတွေ့ချွန်ချွန်လေးပါဝင်ကြမစကားလို့ဖို့ရဲ့လူငယ်တွေတဲ့ကလူငယ်လေးကြောက်တူသမားကျွန်တော်ဟာရဲ့မစိတနေ့နဲ့ပုံမှန်အောင်ရုန်းကန်ရဲ့ဒီမန်ကြီးကျွန်တော်ထားပြမေးအိမ်ကနေဆုံးခွာအေးရွှေရှိမှအမျိုးဆက်ချင်လေးဆွေမျိုးတွေတယောက်မှကောင်းတာမရှိကန်ဆမ်းမဲ့တစ်ခုကိုငါယူလို့ဘဝနဲ့ရဲ့ကျွန်တော်တစ်ထဲကြီးဖြစ်ချင်တယ်ငွေနဲ့လဲလို့ရတဲ့အပြုံးတချို့ကိုမြည်ဆန်းကြည့်ခြင်းနဲ့အရာရာတာရနိုင်တဲ့ကျွန်တော်တစ်ထဲကြီးဖြစ်ချင်တယ်ငွေနဲ့စကားပြောရမယ်လူတွေကိုငါရင်ဆိုင်ရအောင်တိုင်းနဲ့ကပိုင်နဲ့ကျွန်တော်တစ်ထဲကြီးဖြစ်ချင်တယ်ငွေနဲ့လဲလို့ရတဲ့အပြုံးတချို့ကိုမြည်ဆန်းကြည့်ခြင်းနဲ့အရာရာတာရနိုင်တဲ့ကျွန်တော်တစ်ထဲကြီးဖြစ်ချင်တယ်ငွေနဲ့စကားပြော